နော်တရားစီရင်မှုလမ်းမှာတော့ကင်ဟာသူ့အမေနဲ့အရေးတကြီးထွက်ချင်နေပါတယ်ကင်တို့ကငငယ်တဲ့ကတန်လိုအောင်ကြီးနဲ့စံပြုတ်ပြုတ်တော့ခေရတာဖြစ်ပြီးသူ့အမေမှတ်ညံဒီပျောက်ဆုံးသွားတဲ့အချိန်မှာတော့ခဏခဏအိုးတွေလောင်ခဲ့ပါတယ်အဲဒါကြောင့်သူ့အမေကိုသူ့ဝယ်ပေးထားတဲ့လျှက်စစ်ပေါင်းအိုးလေးပေးခြင်းကြောင့်လျှက်စစ်ပေါင်းအိုးကိုစတိုကန်ထဲမှာထားခဲ့တာကြောင့်သူ့အမေကိုပေးချင်တာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်အဆောင်အရှောင်နှက်ထားကင်ကိုလျှက်စစ်ပေါင်းအိုးတစ်ခုတည်းလာလို့မေးခဲ့ပါတယ်ကင်ဟာသူ့အမေကိုလျှက်စစ်ပေါင်းအိုးတယ်မဟုတ်ပဲအထဲမှာကင်မေကိုပေးချင်ခဲ့တော့စာစစ်တစ်စောင်လည်းပါနေခဲ့တာဖြစ်ပါတယ်အဆောင်ရှောင်နှက်တုံးဟာလူဘီကပြန်လာတဲ့အချိန်မှာတော့ကင်ကိုသူ့အမေလည်းကြမ်းကြမ်းမာမာရှိကြောင်းကင်ရဲ့ညီလည်းကျမကြီးကောင်းပြီးဥပဒေကြောင်းမှာကောင်းကောင်းမွန်မွန်တက်နေကြောင်းကင်ကိုလင်လဲခဲ့ပါတယ်တကယ်တော့ကင်ရဲ့ညီကတေဆုံးပြီးအညိုကြီးတဲ့ဝင်းကြီးဖြစ်နေခဲ့တာပါကင်ရဲ့ညီတေဆုံးမှုဟာကင်ညီရဲ့အရင်နှီးဆုံးတငယ်ချင်းနဲ့အတူကင်းဆောင်နေတော့မတော်တဆအပစ်ခံရပြီးတေဆုံးခဲ့တာဖြစ်ပါတယ်လန်ခီမှာတော့ကင်ဟာတော့တရားစီရင်မှုအတွက်အာတတ်တရော်ထင်နေပါတယ်ဒါပေမဲ့အညိုကြီးတဲ့ကင်ရဲ့ညီကြောင်းလန်ခီမှာတော့ပြဿနာပေါင်းစုံနဲ့တွေ့နေခဲ့ပါတယ်အဆောင်ရှောင်းနတ်ကကင်ညီဟာတေဆုံးပြီးအညိုကြီးတဲ့ဝင်းကြီးဖြစ်နေတာကြောင့်အခုလိုကမောင်ကမထင်နေတာဖြစ်တယ်လို့ပြောခဲ့ပါတယ်ကင်ညီတေဆုံးတာတိလိုက်ရရဲ့အချိန်မှာတော့ကင်ဟာအနှဲငယ်တုံလို့သွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ညီတေဆုံးသွားတာကြောင့်သူ့အမေတယောက်တည်းအခက်အခဲဖြစ်နေတော့မှကြောင်းသူလူပြန်ဝင်စားဖို့လိုကြောင်းပြောခဲ့ပါတယ်လူကြီးမှာတော့အဆောင်ရှောင်းနတ်သုံးဟာကင်ရဲ့ညီအညိုကြီးတဲ့ဝိညာဉ်ကိုလိုက်ဖဲနေတာကိုမြင်ရမှာပဲဖြစ်ပါတယ်ကင်ရဲ့ညီကိုဖဲမိတဲ့အချိန်မှာတော့အဆောင်ရှောင်းနတ်ကအညိုကြီးတဲ့ဆက်ကိုဖြေစလို့ပေးဖို့တောင်းဆိုခဲ့ပါတယ်ကင်ရဲ့ညီကတော့သူ့ကိုမသေးသေးပဲသူ့တငယ်ချင်းတွေကမြေရဲကိုဖုံးခဲ့တာကြောင့်ခွင့်လွတ်မပေးနိုင်ကြောင်းပြောဆိုခဲ့ပါတယ်အဆောင်ရှောင်းနတ်သုံးကောင်းကင်ဘုံကိုပြန်လောက်ရှင်မှာကင်ကသူ့ညီကိုအသက်ရှင်အောင်ပြန်လုပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ကင်ရဲ့ညီကသူ့ကံကြမ္မာသူ့ဖန်တီးခဲ့တာကြောင့်အသက်ရှင်အောင်ပြန်လုပ်ပေးဖို့မဖြစ်နိုင်ကြောင်းပြောဆိုခဲ့ပါတယ်လူဘီမှာတော့ကင်ညီရဲ့တငယ်ချင်းကသူ့လုပ်ရတဲ့အတွက်ကင်းအမေအိမ်ကိုသွားကကင်ရဲ့ညီကိုမြေဖိုးခဲ့တဲ့နေရာကိုလမ်းညွန်မြေပုံပြပေးကထွက်ပြေးသွားတာကိုမြင်ရမှာဖြစ်ပါတယ်ကင်တို့ရဲ့တရားစီရင်မှုလန်ခီမှာတော့အရင်ကားတဲ့ခက်ခဲချမ်းတမ်းလာတာကိုမြင်ရမှာပဲဖြစ်ပါတယ်အဆောင်ရှောင်းကကင်ကိုလင်းလဲပြီးပြောခဲ့တာကြောင့်ကင်တို့ရဲ့လန်ခီစာပို့ပြီးတော့ကြမ်းတမ်းနေခဲ့တာပါဒီလိုနဲ့ကင်တို့ဟာခက်ခက်ခဲခဲဖျက်ကျော်ခဲ့ပြီးတော့တရားစီရင်မှုနေရာကိုရောက်ရှိခဲ့ပါတယ်တရားစီရင်မှုမှာတော့ကင်ဟာသူ့ရဲ့ညီကိုမညာမတာရိုက်ခဲ့တယ်ဆိုပြီးပြစ်မှုနဲ့ဆက်ဆွဲခံရပါတယ်ကင်ဟာသူတို့ရဲ့ဘဝဟာခက်ခဲကြမ်းတမ်းတာကြောင့်သူ့အဖျားနေတဲ့အချိန်မှာခေါင်းအုံးနဲ့ဖိပြီးသူတို့ဘဝကိုအဆုံးသတ်ခြင်းခဲ့တာပါသူ့အမေကိုခေါင်းအုံးနဲ့ဖိမဲ့အချိန်မှာသူ့ရဲ့ညီထီသူဟာတားခဲ့တာကြောင့်သူ့ညီကိုမညာမတာရိုက်ခဲ့တာပါတကယ်ကင်ဟာသူ့အမေတင်မဟုတ်ပဲသူကသူ့ညီပါဘဝကိုအဆုံးသတ်ခြင်းခဲ့တာပါလူပီမှာတော့ကင်အမေဟာကင်ညီရှိရာယူပဒေကြောင့်ကိုသွားပြီးကင်ညီကိုရှာပေးဖို့တောင်းဆိုနေကြတာကိုမြင်ရမှာလေဖြစ်ပါတယ်ဒါပေမဲ့ယူပဒေကြောင့်ရဲ့ကင်ညီရဲ့ကြံရပါတငယ်ချင်းကကင်ရဲ့အမေကိုရိုက်နှက်တာကြောင့်တတိမေသွားခဲ့ပါတယ်တတိမေသွားတဲ့အချိန်မှာကင်ရဲ့ညီဟာကင်အမေရဲ့အိမ်မက်ထဲကိုသွားပြီးသူတို့ဟာအမေပေါ်တားဆိုးတဲ့ကြောင့်ပြီးတော့တက်တယ်ဖို့လည်းလှုပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်ကင်တို့ရဲ့အမေကတော့သားတို့ကြောင့်မဟုတ်ပဲအမေအိုကြီးကသာအဖြစ်ရှိကြောင်းဒီအမေအိုကြီးရှိနေလို့သားတို့ရဲ့ဘဝဟာမတောက်ပါကြောင်းသူ့ကိုလှုပ်ချင်တဲ့အချိန်တုန်းကသူသိကြောင်းဒါပေမဲ့သားတို့ကိုခွင့်လွှတ်ကြောင်းမျက်ရည်ဒီနဲ့ပြောခဲ့ပါတယ်ကင်အမေရဲ့ခွင့်လွှတ်ပေးမှုကြောင့်ကောက်ကင်ပေါ်မှာတရားရင်ဆိုင်ရတဲ့ကင်ဟာတရားရင်ဆိုင်မှုမှာအောင်မြင်ခဲ့ပါတယ်ဒီလိုနဲ့ကင်ဟာလူပြန်ဝင်စားဖို့ဖြစ်လာခဲ့ပြီးအဆောင်ရှောင်းနဲ့တီကိုကျေးဇူးတင်ကြောင်းပြောခဲ့ပြီးလူပြန်ဝင်စားဖို့လူဖီကိုထွက်ခွာခဲ့ပါတော့တယ်